အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ညံစမ်းပေဒီအစီအစဉ်လေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့တိတ်ဆန်နဲ့ပတ်သက်ပြီးတော့ညံစမ်းမေးခွန်းလေးတွေကိုမေးမြန်းထားပါတယ်နောက်ဆုံးမေးခွန်းလေးကိုတော့ခက်ခဲခဲမေးထားတာဖြစ်ပါတယ်အဲ့တော့ညံစမ်းမေးခွန်းလေးတွေကိုဖြည့်ဆည်းကြရအောင်ပေါ့နော်ဝေမရှိသောနိုင်ငံကိုရွေးပါအပြေမှန်ကတော့နယူးဇီလန်ဖြစ်ပါတယ်ခေါင်းမလဲပဲနောက်ွယ်ကိုမြင်နိုင်တဲ့တိရစ္ဆာန်ကပါလေအပြေမှန်ကတော့ယုံဖြစ်ပါတယ်မျက်လုံးမမိတ်တဲ့တိရစ္ဆာန်ကိုရွေးပါအပြေမှန်ကတော့ငါးဖြစ်ပါတယ်ရှာမရှိသောတိရစ္ဆာန်ကိုရွေးပါအပြေမှန်ကတော့ငါးဖြစ်ပါတယ်နှလုံးသားမရှိတဲ့တိရစ္ဆာန်ကိုရွေးပါအပြေမှန်ကတော့ဂျယ်ဒီငါးဖြစ်ပါတယ်ကောင်းကင်ကိုမောမကြည့်နိုင်တဲ့တိရစ္ဆာန်ကိုရွေးပါအပြေမှန်ကတော့ဝက်ဖြစ်ပါတယ်ကဘာပေါ်မှာအကြီးဆုံးဥကိုဥတဲ့ငှက်ကဘယ်ငှက်လဲအပြေမှန်ကတော့ငှက်ကလေးဖြစ်ပါတယ်သူ၏ပြာရောင်ရှိတဲ့ပင်လယ်သတ္တဝါကိုပြောပြပါအဲ့တော့ဒီဗီဒီယိုရဲ့အဖြေလေးကို comment မှာရေးခဲ့ပေးလို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာနောက်တဲ့ဗီဒီယိုလေးမှာထပ်မံဆုံတွေ့ကြပါမယ်